ရပါခင်ဗျာအားလုံးထိုင်မိကြပါအစီအမံကိုကြည့်ထိုင်လိုက်ပါဒီကြောင့်အမျိုးသမီးများ36ကနေ38ထအောင်ဖြစ်ပါတယ်အဲ့ဒီအောင်သွားကြပါနေရာယူပေးကြပါခင်ဗျာအမျိုးသားများ35နဲ့36တိဖြစ်ပါတယ်ကြားမှာနာယီကားတွေခြားထားပါတယ်အမျိုးသားအမျိုးသမီးကဏ္ဍခွဲထားပါတယ်